Rivet နဲ့အလုပ်လုပ်တဲ့အခါ model ကြီးဒီမှာဟာဒီဟာလေးတစ်ခုရွေးချင်တာဟိုဟာကြီးပါလာလိုက်ဒီဟာကြီးပါလာလိုက်နဲ့အချိန်လေးကုန်းလေတာမျိုးကြုံဖူးကြမှာပါနော်ကဲဒီနေ့မှာတော့အဲ့ဒီခေါင်းစားစရာတွေကိုအဆုံးသတ်ပေမဲ့ selection နီးလန်းတွေကိုအခြေခံနဲ့စပြီး expert ရောက်လို့ကျွမ်းကျင်သွားအောင်လေ့လာကြပါမယ်အစင်းသေးပြီဆိုရင်စလိုက်ကြအောင်ကဲဒီနေ့တဲ့ agenda လေးပေါ့ဘာတွေကြောက်ကြမလဲဆိုတော့အခြေခံလေးနဲ့စမယ်ပြီးရင် window နဲ့ crossing ဆိုတာဘာကွာလဲ selection တွေကိုဘယ်လို filter လုပ်မလဲ select all instances ဆိုတဲ့ alternative tool နောက်ဆုံးမှတော့ကိုရွေးထားတာတွေကိုဘယ်လို manage လုပ်မလဲဒါတွေပါပဲဒီအဆင့်တွေပြီးသွားရင်လေ Revit မှာအလုပ်လုပ်ရတာတကယ်ကိုပို့ပါသွားမှာ Revit မှာလေအရာအလုံးက click တစ်ချက်ကနေစတာပဲဟုတ်တယ်ရိုးရှင်းတယ်လို့ထင်ရပေမဲ့လေအဲ့ဒီ click တစ်ချက်ကလားဒီလောက်ရှုပ်ထွေးတဲ့ model ကြီးလို့ကိုထိန်းချုပ်နိုင်ဖို့အတွက်ပထမဆုံးတော့ချက်ပဲဒါပေမဲ့လေ PC တစ်ခုချင်းစီကို like click နေရအောင်တော့ပဲခင်မလဲနော် object အရာနဲ့ချီထောင်နဲ့ချီရှိတဲ့ project ကြီးမှာတစ်ခုချင်း like click နေရင်တော့ဒါပြီပဲဆိုတော့အများကြီးကိုတပြိုင်တည်းတီးပြီးလို့ရွေးမလဲအဲ့ဒီမေကွန်းကပဲကျွန်တော်တို့ရဲ့အလုံးလုံးနှုံးကိုဒုံးပြန်လို့များနှွားစင်မဲ့နီလန်းလေးစီကိုခေါ်သွားမှာပါ Okay object တွေကိုအုပ်စုလိုက်ရွေးဖို့အသုံးများဆုံးနီလန်းတစ်ခု window select နဲ့ crossing select ပေါ့နာမည်ကနည်းနည်းစီးတယ်လို့နဲ့ဒါပေမဲ့သူတို့အလုပ်လုပ်ပုံကလုံးမကိုကဘာနဲ့ချီကွာတယ်ဘလို့ကွာလဲဆိုတာလာကြည့်လိုက်အောင်ဒီနှစ်ခုရဲ့ကွာခြားချက်ကိုအဆုံးမဲ့အောင်ဥမာလေးတစ်ခုပေးမယ်နော် window select အဲ့ဒါကို data တစ်လုံးလို့သဘောထားလိုက် PC တစ်ခုလုံးအစအဆုံး data တဲ့ကိုအကဲဝရောက်မှာပါမှာ crossing select ကကြတော့ငါးပန်းပိုက်ကွန်ကြီးလို့ပဲပိုက်ကွန်နဲ့နည်းနည်းလေးတကယ်ကိုနည်းနည်းလေးထိမိသွားလာနဲ့အကုန်ပါလာရောအဓိကကွာတာကဘာလဲဆိုတော့ mouse ကိုဘဲကနေညာကိုဆွဲလာညာကနေဘဲကိုဆွဲလာအဲ့ဒီ direction လေးတစ်ခုတည်းနဲ့တင်အလုံးလုံးပုံကလုံးဝပြောင်းသွားတာ Windows select ရဲ့အသုံးဝင်ပုံကဒီလိုနေရာမျိုးမှာပေါ်တာပရိဘောကတွေတကားတွေရှုပ်ရက်ခတ်နေတဲ့အခန်းထဲမှာအဲ့ဒီ sofa တစ်လုံးတည်းကိုပဲတိတိကျကျရွေးချင်တယ်ဆိုရင် Windows select ကိုတုံးတခြားဟာတွေမပါစေချင်ဘူးလေ crossing select ကတော့မြန်ဆန်ဆန်လုပ်ချင်တဲ့အခါပေါ့ဥပမာအဆောက်အအုံတစ်ချမ်းလုံးမှာရှိတဲ့ဗီဒီယိုမုတ်တွေအားလုံးကိုတစ်ချက်တည်းနဲ့ဆွဲရွေးလိုက်ချင်တယ်အဲ့လိုချိန်မျိုးမှာ crossing select ကအကောင်းဆုံးပဲအဲ့တော့ crossing select နဲ့အမြန်ဆွဲလိုက်တော့မလိုချင်တဲ့ဟာတွေရောပါလာတဲ့ဟုတ်တယ်ဟုတ်ဒါပေမဲ့စိတ်မပူနဲ့ပြဿနာမရှိဘူးအဲ့ဒီယောဂတွေပါနေတဲ့ selection ကြီးတွေကနေကိုတကယ်လိုချင်တာလေးတွေကိုပဲရွှေ့သလိုတိတန့်ပြန်ရွေးဖို့ပေမဲ့ filter ဆိုတဲ့ tool ရှိပါသေးတယ်ကိုယ့်ရဲ့ properties palette ကိုတစ်ချက်ကြည့်လိုက်အဲ့မှာ multiple category ဆိုတဲ့စာသားကြီးတွေ့ပြီးဆိုရင်ဒါကတတိပေးချက်ပဲငါ category မတူတဲ့ပစ္စည်းတွေရောရွေးမိနေပြီပဲအခု filter သုံးဖို့အချိန်တန်ပြီဆိုတာကိုသူကအချက်ပေးနေတာ filter သုံးရတာအရင်လွယ်တယ်အရင်ဆုံး crossing select နဲ့အကုန်ဆွဲလိုက်ပြီးရင်အပေါ်က filter ခလုတ်လေးကိုနှိပ်အဲ့မှာ box တစ်ခုကြာလာမယ် check none ဆိုတာကိုနှိပ်ပြီးအမှန်ချစ်တဲ့အကုန်ဖြုတ်လိုက်ပြီးမှကိုလိုချင်တဲ့ category ဥပမာ walls so walls ပေါ့အဲ့ဒါလေးကိုပဲအမှန်ပြန်ချစ်ပြီး okay နှိပ်လိုက်ဒါပဲ second ပိုင်းအတွင်းရှုပ်ရှက်ခံနေတဲ့ selection ကြီးကနေကိုလိုချင်တာလေးတွေပဲတီးတန့်ကြမ်းခဲ့တော့ကဲနောက်ထပ်အချိန်များကြီးတစေမဲ့ a really powerful tool တစ်ခုကြောင်းပြောပြမယ် project တစ်ခုလုံးမှာရှိတဲ့အမျိုးသားတူပစ္စည်းတွေအားလုံးကိုတစ်ချက်တည်းနဲ့ရွေးပြီးတစ်ခါတည်းပြင်လို့ရတဲ့နည်းလမ်းဒီဥပမာလေးကိုကြည့် planner မှာဟိုတစ်စတီတစ်စပြန်ချိန်နေတဲ့ diffuser တွေအဲ့ဒါတွေကိုတစ်ခုချင်းလိုက်ရှာပြီးရင် style ပြောင်းရမယ်ဆိုရင်စဉ်းစားတာကြည့်ဘလောက်တောင်အချိန်ကုန်ပြီဆက်ရှုပ်ဖို့ကောင်းမလဲအဲ့ဒီလိုအချိန်ကုန်မဲ့အလုပ်ကိုလေ click 3ချက်တွေနဲ့ပြီးတော့အောင်လုပ်လို့ရတယ် select all instances ဆိုတဲ့နည်းလမ်းနဲ့ပေါ့ပထမဆုံး diffuser တစ်ခုကိုရွေး right click နဲ့ select all instances ပေါ် mouse တင်လိုက်ပြီးရင် visible in view ကိုရွေးလိုက်ဒါပဲဒါကိုကြည့် boom click နည်းနည်းလေးနှိပ်လိုက်တာနဲ့ diffuser 21ခုလုံး select ဖြစ်သွားပြီတစ်ခုချင်း like ရှာနေရမယ့်ချိန်ဒီဘလောက်တောင်တက်တာသွားလဲအဲ့ဖို့ကောင်းတယ်ကဲနောက်ဆုံးအပိုင်းရောက်ဒီကိုရွေးချယ်ပြီးသား object တွေကိုတခြားဟာတွေရဲ့အနောက်အရှက်မရှိပဲတီးတန့် focus ထားပြီးဘယ်လိုအလုံးလုံးမလဲဆိုတာကြည့်ကြမယ်မင်းကွင်းကိုထိန်းချုပ်ဖို့အဓိက comment နှစ်ခုရှိတယ်သူတို့ကတစ်ခုနဲ့တစ်ခုစန့်ကျင်ဘက်အလုပ်လုပ်တယ်ပထမတစ်ခုကကိုရွေးထားတာလေးကိုပဲကြည့်ချင်တဲ့အခါတုံးတယ်အဲ့ဒါကတော့ isolate element ပါသူ့လောကရှင်းရှင်းလေးကိုရွေးထားတဲ့ object တွေကိုပဲခြံပြီးကြံတဲ့ model တစ်ခုလုံးကိုခဏဖြောက်ထားပေးလားဆိုတော့ show ရခံနေတဲ့မြင်ကွင်းတွေကြားမှာအာရုံမပြန်မယ် focus နဲ့အလုပ်လုပ်လို့ရတာပေါ့အခုသူ့ရဲ့စန့်ကျင်ဘက် command ကိုကြည့်အောင်ဒါကကျတော့ကိုရွေးချတဲ့ဟာတွေကိုခဏဖယ်ထားပြီးကျန်တာတွေကိုပဲကြည့်ချင်တဲ့ခါသုံးတာ high element နာမည်အတိုင်းပဲကို select လုပ်ထားတဲ့ object တွေကိုပဲမြင်ကွင်းကနေယာယီဖယ်ရှားပေးတာ isolate နဲ့ပြောင်းပြန်ပေါ့
ကိုဖယ်ထားတဲ့အရာတွေရဲ့ပတ်ဝန်းကျင်ကဘယ်လိုရှိလဲဆိုတာကြည့်ရှင်တဲ့အခါမျိုးမှာအရင်အသုံးဝင်တယ် ကဲဒါဆိုရင်ဒီနေ့အတွက်အထူးကမသားစရာတွေကိုပြန်ချုပ်ညအောင်တိကျချင်ရင် Windows Select မြန်ချင်ရင် Crossing Select Selection နဲ့ရှုပ်လာရင် Filter ကိုတတိယအခြေအများကြီးကုန်သက်တာချင်ရင် Select All Instances ကိုတောင်းမြင်းကိုခဏထင်ချုပ်ချင်ရင်တော့ Isolate နဲ့ Hide ရှိတယ်ဒါတွေပါပဲဒီ tool တွေက Revit မှာအလုပ်လုပ်တဲ့အခါတကယ့်ကိုမရှိမဖြစ်လက်နက်တွေပဲ အစုံမတက်ခင်မှာစဉ်းစားစရာလေးတစ်ခုပေါ့ဒီနေ့တည်သွားတဲ့ဒီ tool တွေကိုတုံးပြီး no project မှာကိုယ့်ရဲ့အချိန်ကုန်စေတဲ့အကျင့်အဟောင်းဘယ်တစ်ခုကိုအရင်ဆုံးအစထိုးပြင်မလဲဒီကျွမ်းကျင်မှုအသစ်တင်တဲ့ကိုယ့်ရဲ့ workflow ကိုအစင်မြင့်တင်လိုက်ကြရအောင်